ပန်းကျဲသည်ချိုးနေနေနော်မီးတူးနေဝါမလားဟာဒီချာပြီးဟာခွာလိုက်ရောကိုပါနေလာတို့ရ ခွာပြီးတော့စားဟွာဗီဒီယိုရိုက်နေခွာလို့ချနေအတူတူပြောတာBen kaçacağım.ဒီသားပန်းလို့ပြောကောင်းတယ်။သူကဈေးပေါ်တဲ့ခါယူရောင်းလို့ပါလုံးကြီးကြီးနေတယ်ရှိနေတယ်။ဒီလိုမှာဆိုလုံးကြီးကိုတော့ပါလောက်ကြီးတယ်။လူမျိုးလည်းမဟုတ်ဘူးကွာ။ဆောင်းရကြည့်တော့ကြည့်တော့